ဒါရှင်းမသေးပါဘူး မသေးပါဘူး မင်းကကြောက်ဆွဲတာလေဇီဆွဲတာမှမဟုတ်ဘူးထုတ်ပြီးတော့ လောက်လိုက်ကြပါလမ်းချ ရေဆွဲဒီပတ်ရဘာလို့ဘယ်လိုလောရကြလဲကိုကျော်လာဟိုချုပ်ပဲဝှချုပ်တယ်မီးမောဝှချုပ်ယူခဲ့ဝှချုပ်ယူခဲ့အချိုးထုတ်တယ်ဆိုရပါလေမကြပဲနေ ဟောနှစ်ကောင် နှစ်ကောင်ဘူးလေ နှစ်ကောင် ဘူးကြီးမော်တော် နှကောဘူးဒါကြောင့်ဟိုရရထိုက်တယ်ခမရေဆွလုံးမ အဝတ်ဆုပ်တဲ့အဝတ်ပစိုးဆုပ်တဲ့ မထိုးတော့ယူခဲ့မထိုးတော့ ခမဟွာဖို့ ဒါကြောင့်နမကြီးကိုပြည့်လေ ဘာလာနှစ်ထီလာတာ မသိဘာနဲ့တိ အေးနှစ်ထီတော့အေး နင်းမေလို့ဒါကြောင့်ကိုဟိုခြေတော့ပက်တာရေလေးပက်တာဟိုခြေတော့တွေကဒါကြောင့်ပါနေတယ် ငါ့ကိုဘာမသိရဲ့ နှစ်ကောင်ဘူးကြီးဟွာဖို့ကျင်းတော့ဒါ အော်တော်သေးတာကိုကျင်ဟိုကဘာမှဖြစ် ကော ဘူး င်းပြီကောင်းရေရလေခွက်ကလေးရှာခဲ့တယ်မင်းရေကွက်တော့ပြန်တော့ ရတယ်အဲ့ဒါရ ဒီကဒီမျက်နှာတော့ချင်လို့ အေးနှစ်ကောင်ဘူးကြီးပိုင်ချက်တော့ အဲ့နဲ့ရွှေ့ချင် ပိုင်ချက်တော့ဘာကြက် ဒီလူတို့ငါလေဒါကြောင့်နမကြီးကိုညနေတုန်းနေဝှက်လိုက်ထားလိုက်ဝှက်လိုက်ထားအဲ့ဒါဆိုခင်ဗျာတော့မသိဘူးနှာခေါင်းမပိတ်ဘူးဘာမှဖြစ်ဘူး မအေးတူမွေးတွေကြီးတိုင်းနှစ်ကောင်လုံးအေးအနီးဒီအေး နီးပြပါသူခင်ဗျာ ကဲ တော့မချိ တော့ ဘူး အေးအဲ့ တော့ ဒါ ကတော့အဲ့ဒီကလေးထဲဓမ္မကြီးအရေးတလို့ပြေခုံမှာဆိုပြီးတော့ အကြံလေးကိုကိုဦးနာဘယ်လူကြောမှမဘူးချတော့ကြည့်ရပါ ခုမှသူ့ဒီနိုင်ကြလို့တို့လေ ကိုယ်ရတယ်မမစီရဲ့ကိုတဲ့တယ်မင်းတို့ကမကောက်လို့တဲ့တယ်ဘူးထုတ်ထားကြလားဘိုက်ကနေခါတိုင်းတော့ဝါရီ နှစ်ကောင်လုံးထွားနေတာဟိုဓမ္မကြောင်ကြတာပေါ့သူခမရမချိမဆပ်ချက်အဲ့ဟာလေးကကြသေးတယ်နော်ညာနဲ့ အဲ့ရှင်ရဲ့လား ရှင်နေ ရှင်မေ လှုပ်နေရလေ ဝှက်ဝှက် ဆိုးပေးလိုက်မဆိုးမဆိုးမ โอ้မွာဘူးအေးတော့ အဲ့လိုမီဒီယာမှာဆိုဘူးအီးရောဟိုလူကတကယ် တော့တော့ရေးပါမယ် ဒီခေရမှာ အဲ့ ပေါ့ ကိုခါစားနေတော့ ဟုတ်တယ်ဟုတ် ဝဲနာဖျားစားနေရွတ်ပြီးရောတော့ကုန်နေရွတ်ပြီးရော ဟိုဟို အဲ့ဒါလည်းနှစ်ထီးနေမှာပဲ မသိဘူးဓမ္မကြီးကိုမချိမဆန့်ဘူး နှစ်ထီးပဲတော့နှစ်ထီးပဲရေးတယ်လို့ ကိစ္စမရှိဘူးကိစ္စမရှိဘူးသူကသူညှိပြီးအောင်ပါ နှစ်ထီးပဲအဲ့ဒါလည်းခွေးနဲ့တယ် ဟို တော်သေးတာမသေးလို့ အီးပါလူ တန်ချက်တော်ကြီးနွားကြီးတွေ စစ်ကြီးတွေတော့ကြည့်ရပါဦး နှစ်ထီးတွေသုံးအေးသူတို့တော့လေ မကြီးလည်းမကြည့်လိုက်ပါဘူးအသက်ကိုမရှိဘူး ဓမ္မ စားတော့ ကြီးကိုပြည့်လဲတယ်ဟောပါဟောကွာညနေ အဲအောကုန်ပြီ အေးတော့ကုန်ပေါ့ ဟို အဲတော့ဒီကနှစ်ထီးပဲ ဝှက်ချုပ်ပြီဟို ဒီလိုကြည်လား ဟိုဓမ္မကြီးကိုဒါကြောင့် မဖြစ်သေးဘူးတော့ခြေတော့ ဘာနမကြီးနေတိုက် လာဦးကြီးခြေတော့အစားတစ်ခါလေးပြိတ်ပြညက်တိချစရာကြီးလားအမို့ကြောင့် ဒါကြောင့်နှစ်ကောင်းကြီးထွက်နေလို့นี่အဲ့ဒါကြီးနေတာ ဘေးလူတို့ လူကြီးတွေနဲ့လိုက်တော့ကြိုက်ပါရဲ့နွားတော့တန်ချက်က ဘုံနဲ့ချက်ပါဒီလို့ ဒီပါ ဒီလာ မိတွေပါအညာမအေးမွေးတွေဒါကပြပါချိုးကြီးထွက်လာတော့တော်သေးတာကြတာပါကြ ကြာကိုတော့ငါဟိုချောင်းကြီးလေးချောင်းကြီးထွက်နေတော့ဓမ္မကြီးကိုဟမ်ရ ဝေးစီပါဆိုခညလည်းမထီးဟုတ်တယ်ထီးထီးပါဆို ဒီလိုကငါလက်သက်ခါပြီးတော့လာ ဟုတ်တယ်ရ တယ်တဲ့ရင်းလာပြေခေါ်ပါတော့ပြပါ ဟုတ်ပါလို့အကြံကြီးကိုကိုငါလည်းဘယ်လိုလုပ်လို့ကြောင်း အေးနမကြီးမောအမောတွေကိုလုံး မိုးနဲ့ထမှာပါတော့ ထမှာပါ ဒါနေပါမောပြေရ ချက်ချုပ်ပြီးတော့ဒါရေးလို့လာလို့ ပြီးပါလို့ပြော ဆိုမဆိုရာရင်သေးတယ်ရ ပြီးမှာမို့ငါလည်းအကြံကြီးကုန်းတာဘယ်လိုလုပ်လို့ကြောင်း ပြပါဒါကြတာည နွားရနွားကြီးတွေကတန်လိုက်တာကြီးကြီးသားမှာ မင်းတို့ရက်စီးတော့ရ လက်စီတော့တော့ဒါဒီကလေးတွေဖို့ တာမတာကြီးနွားကြီးတွေကိုခေ ဒါမှမောမစီ တော့မှမသိဘူးကွာရတော့လာပဲ ဟုတ်တယ်ငါလည်းဘယ်လိုကြီးတော့ငါကြီးကိုဘုံလေးကိုတည်းငါနှစ်ပတ်ကြီးတိုက်တယ် နောက်ထွက်တဲ့အကောင်ကပူအောင်ကြီးသေးတယ် ထူအောင် နော် ထွေး ထူထူ မထူဒီနွားရပိုးတန်တာပေါ့ ဟမ်ဟိုကပူကြီးတယ်နော် ဟိုကမောနေလို့ဟိုကလည်းတန်းတာပဲ ဟိုကပူကြီးတယ်ဒါကတော့နည်းနည်းသေးသေးတယ်ကြည့်ပါလား ဟာချီတော်ကြီးလေးချောင်းကြီးထွက်နေ ဒီကစီးယူကြပါဆို နှစ်ကောင်းကြီးထွက်နေတာဟိုရ